ကျွန်တော်ဒီလာတဲ့ customer ကိုပုံလာလေးပေါ့နော်သူတို့ကတော့အဆင်ပြေသည်ရှိသေးမပြေသည်ရှိသေးအင်ဂျင်ဝိုင်းတွေမှားခဲ့သည်တွေအင်ဂျင်ညမ်းတွေမှာပုံလုံးကဘိုးတယ်နေတယ်ဘိုးတယ်နေတာကိုကျွန်တော်ကဒီချွတ်နေတာချွတ်နေတဲ့အချိန်မှာပဲညီမလေးနှစ်ယောက်ကလာပြီးတော့အကျိုးစကြောင်းနဲ့ပြောဖို့ကိုကြီးဒါလေးသုံးကြည့်ပါလားဒါပေမဲ့ကျွန်တော်လည်းသုံးကြည့်မယ်ညီမလေးအဆင်ပြေမလားပြေမလားတော့မသိဘူးဒါလေးပြည်အောင်တော့ကျွန်တော်ကအတက်နိုင်ဆုံးတော့လုပ်ကြည့်မယ်သူတို့ကကျွန်တော်ကိုအခါချင်းဝင်မယူဘဲနဲ့ဒီပစ္စည်းလေးကိုပေါ့နော်ဒီပစ္စည်းလေးကိုသူတို့ကအကိုကြီးလက်ဆောင်သဘောမျိုးနေနဲ့ကျွန်တော်ကိုပေးခဲ့တယ်ကျွန်တော်သုံးကြည့်လို့အဆင်ပြေရဆိုရင်တော့ကျွန်တော်တို့လူတော့ဝမ်းချောဆရာတွေအတွက်ပေါ့နော်ဆိုင်ကဝမ်းချောဆရာတွေအတွက်ကတော့အဆင်ပြေမယ်လို့ထင်တယ်ဗျကျွန်တော်သုံးပြီးမှပဲအဆင်ပြေလို့ပြောလို့ရမယ်ဗျကျွန်တော်မသုံးဝင်လေးမှာတော့အဆင်ပြေလို့ပြောလို့မရသေးဘူးတော့ဒူးတဲနေတဲ့အင်ဂျင်ညမ်းနေမှာကျွန်တော်တို့ကလုံးဝရှင်းသွားအောင်တော့လုပ်ကြည့်ရမှာဗျလုပ်လို့ရရင်တော့ကျွန်တော်လည်းဒီပစ္စည်းလေးကိုသုံးဖို့ပဲအကိုတို့ကိုဖိတ်ခေါ်ပါတယ်ဒါကလည်းကျွန်တော်ခါချင်းတွေသူကယူသွားတာတော့မဟုတ်ကျွန်တော်ကိုမြစ်တာလက်ဆောင်လည်းပေးခဲ့တာကိုကြီးသုံးကြည့်ပါသုံးကြည့်မှအဆင်ပြေမှလုပ်ပါပြောပါတကယ်လို့အဆင်ပြေခဲ့ရင်တော့ကျွန်တော်ကကျွန်တော်ဒီလာတဲ့ customer ကိုတော့ဒီရောင်းဝယ်လုပ်တဲ့ညီမလေးနှစ်ယောက်ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်တို့လည်းဆင်ပြေတယ်ညီမလေးတို့လည်းဆင်ပြေအောင်လည်းကျွန်တော်လုပ်ပေးမှာပါနော်အခုကျွန်တော်တို့စမ်းတက်ကြည့်မှာပေါ့ဗျာဆင်ပြေရင်တော့ကျွန်တော်ထပ်မှန်ပြီးတော့သုံးဆက်ပါမယ်ပြေရင်တော့မပြေဘူးလို့ပဲကျွန်တော်ပြောသေးကြောင်းနဲ့ပြောပါမယ်ခင်ဗျာနော်အခုပဲကျွန်တော်စမ်းတက်ပြီးတော့သုံးပါမယ်ခင်ဗျာဒါ1လီတာလို့ပြောပါတယ်ဒီပစ္စည်းလေးကဒါသူတို့ကာလာတန်ကြီးက1000လို့ပြောပါတယ်1000တဲ့တန်ကြီးကအများကြီးရှိပါတယ်ကျွန်တော်တို့အခုလက်ရှိဖြစ်ပေါ်နေတဲ့ကာလာတန်ဖိုးဓာတ်စီဈေးပေါ့နော်တလီတာဆိုရင်9000ပတ်ချတယ်ဆိုရင်ကျွန်တော်ဒီနှစ်ခုဆင်းမဲ့ဆိုရင်အနည်းဆုံး2000မိုးလောက်ကုန်ပါမယ်ဗျ2000မိုးလောက်ကုန်ပါကိုသူတို့ပေးတဲ့သူတို့မြေတားလက်ဆောင်နဲ့ပေးတဲ့ဟာလေးကိုကျွန်တော်1000မိုးလေးနဲ့ဆင်ပြေအောင်တော့ကြည့်ပြီးတော့လုပ်ပေးပါဆင်ပြေကျွန်တော်ဒီလေဒါပြီးတော့ကွန်မန့်လေးပေးပြီးပါတယ်နော်ကျေးဇူးများတင်ပါတယ်ကျွန်တော်ဆေးပြီးတာနဲ့ပြန်ပြောပါမယ်